အားလုံးပဲမင်္ဂလာပါရှင်မြတ်တော်သူ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะဟုတ်ကဲ့ဒီနေ့ဖတ်ပေးသွားမယ်ဖတ်ပေးသွားမယ် reading လေးရတော့ဒီနေ့ပေါ့เนาะဒီနေ့ကျွန်မအရင်ဖတ်ပေးခြင်းညာပေါ့เนาะကျွန်မအရင်ဖတ်ပေးခြင်းနဲ့ဖတ်ပေးခြင်းနေတဲ့အကြောင်းအရာလေးတစ်ခုပေါ့เนาะအဲ့ဒါလေးကဘာလေးလဲဆိုတော့ဒီပေါ့เนาะဒီ energy ကြိုက်တဲ့လူတွေအတွက်ပေါ့เนาะ collective reading လေးပါဒီဗီဒီယိုကိုမြင်တဲ့အချိန်မှာပေါ့เนาะတင်ပဲအချိန်မှာပဲကြည့်ပေါ့เนาะတင်ပဲအချိန်မှာပဲ line ပေါ်တက်လိုက်တဲ့အချိန်မှာကိုပါကိုပေါ့เนาะရေခဲမရှိဘဲနဲ့ line ပေါ်တက်လိုက်တဲ့အချိန်မှာတင့်ရဲ့ new feed မှာပေါ်လာတယ်ဆိုလို့ရှိရင်ဒါတင့်အတွက်ပါပေါ့เนาะ timeless reading လေးဖြစ်ပါတယ်နောက်ပြီးတော့ဘသူအတွက်ရယ်လဲဆိုတော့ဒီပေါ့เนาะဘသူတွေအတွက်လဲဆိုမြင်တဲ့သူတွေအတွက်ပေါ့เนาะအဲ့ဒီမြင်တဲ့သူတွေမှာအရင်ဆုံးပေါ့เนาะကျွန်မ energy လေးကိုစစ်ပေးပါမယ်တင်နဲ့ကြိုက်မကြိုက်ပေါ့เนาะအခုတင်ဖြစ်နေတဲ့အခုတလုံးမှာတင်ဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့เนาะအဲ့ဒါနဲ့တိုက်ဆိုင်နေဆိုလို့ရှိရင်တင်အတွက်ပါဒါဟာဆိုလို့ရှိရင်တင်ကြည့်သွားလို့ရပါတယ်ပေါ့နော်အဲ့တော့ကျမပထမဆုံး energy လေးပြောပေးမယ်နော်ကျမဘသူတွေအတွက်ရည်ရွယ်နေလဲဆိုတော့လေကျမအခုတလုံးမှာပေါ့နော်ဒါလေးဖတ်ပေးခြင်းနဲ့အရန်ပဲပေါ့နော်ကျမပေါ့နော်စိတ်ထဲမှာအရန်ပဲဖြစ်နေတယ်အဲ့လိုလူတွေအတွက်ကိုပေါ့နော်အဲ့တော့ကိုကပေါ့နော်ဒီပေါ့နော်ဒီထဲမှာပုံမှာပြထားတယ်ဒီကက်ကလေးမှာပြထားတယ်ပေါ့နော်ထိုင်နေတဲ့ကောင်းမလေးလိုပဲမျက်နှာလေးကိုကြည့်လိုက်မျက်နှာလေးကိုကြည့်လိုက်သူအေးချမ်းချမ်းလေးထိုင်နေတယ်ပေါ့နော်အဲ့တော့ဒါလေးကဘာလေးလဲဆိုတော့ Tarot မှာဆိုလို့ရှိရင် the high prince text လို့ခေါ်ရဲပေါ့နော်သူတော်စင်မာလေးပေါ့နော်ပြောမယ်ဆိုရင်သူ့နှကောင်းနှမျက်တွေစောင့်ရှောက်တယ်သူကပေါ့နော်သူ့မှာအဆောင်ရှောက်ကြီးကြီးမားမားရှိတယ်သူတော်စင်မာလေးပေါ့နော်သူကသူ့ဘဝမှာဆိုလို့ရှိရင်ပေါ့နော်ဒါ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်ကြည့်လို့ရပါတယ်ပေါ့နော်သူကပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီသူတော်စင်မာလေးလိုမျိုးစိတ်တက်မျိုးပေါ့နော်ကိုဘဝမှာဖြူဖြူစင်စင်နဲ့ငယ်နေခဲ့တယ်ပေါ့နော်ငယ်လေးอ่ะပေါ့နော်ဘသူအပေါ်မှာပေါ့နော်လိန်ညာကောက်ချက်လေပြားခြင်းမရှိခဲ့ဘူးပေါ့နော်အလုပ်တွေအကိုင်းတွေလုပ်တဲ့အခါမှာလေးပေါ့နော်ကိုနဲ့ပတ်သက်တဲ့သူတွေတငယ်ချင်းပေါင်းသင်းနေနဲ့ဂျားမှာဆိုလို့ရှိရင်လည်းပေါ့နော်ကိုတငယ်ချင်းတွေဂျားမှာပဲဖြစ်ဖြစ်မဟုတ်တာတွေမတရားတာတွေမလုပ်ခဲ့ဘူးပေါ့နော်ဘသူ့ကိုပေါ်မှာပြီးတော့မမှန်စကားတွေပါတွေပေါ့နော်အဲ့လိုမျိုးတွေမပြောခဲ့ဘူးပေါ့နော်ကိုဘက်ကလိမ့်လဲပြားပေါ့နော်လုပ်ခဲ့တာချင်းမရှိဘူးပေါ့နော်အားလုံးအပေါ်ပေါ့နော်မေတ္တာစေတနာထားပြီးတော့ပေါ့နော်လုပ်ခဲ့တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ပေါ့နော်ငယ်ကလေးကတငယ်ချင်းပေါင်းသင်းနေဂျားမှာလည်းအဲ့လိုပဲလုပ်ခဲ့တယ်ပြီးတော့မိသားစုတွေဂျားမှာလည်းပေါ့နော်အဲ့လိုပေါ့လိမ့်မမာနဲ့နေခဲ့တယ်ရိုးသားစူးစမ်းခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကြိုးစားနဲ့ပေါ့နော်ပြီးတော့နေထိုင်ခဲ့တယ်ပေါ့နော်အဲ့လိုနေထိုင်ခဲ့တဲ့သူမျိုးပေါ့နော်ပြီးတဲ့ခါကျတော့ပေါ့နော်ဒါပေမဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာခံစားနေရတာတွေကိုပေါ့နော်ကိုကဘယ်တော့မှပေါ့နော်ထုတ်မပြောဘူးပေါ့နော်သူများကိုပေါ့နော်သူများတွေမြင်ရတဲ့ကိုယ့်ရဲ့ပုံစံတစ်မျိုးပေါ့နော်ကိုယ်စိတ်ရင်ထဲမှာကိုယ်စိတ်မှာပေါ့နော်ဖြစ်နေတာတစ်မျိုးပေါ့ဥမာအဖြစ်ပြောမယ်ဆိုရင်ကိုယ်ရင်ထဲမှာကြတော့ကိုကပေါ့နော်ဒဏ်ရာတွေနဲ့ပေါ့နော်အဲ့လိုမျိုးတစ်ခုခုကိုပေါ့နော်ကိုကပေါ့စိတ်မကောင်းဖြစ်နေဒါပေမဲ့လို့ကိုကကြတော့ social media မှာပေါ့နော်ဥမာပြောမယ် TikTok မှာပဲဖြစ်ပေါ့နော်ဒီပေါ့Facebook တို့Facebook မှာပဲဖြစ်ပေါ့နော်ကိုကကို post တွေပါ share လိုက်လို့ရှိရင်ကိုကလေကိုကြည့်လိုက်လို့ရှိရင်သူများတွေကပေါ့ပါနေတယ်ပျော်ရွှင်နေတယ်ပေါ့နော်ကိုကပေါ့အရာအဆင်ပြေနေတဲ့သူတယောက်ပေါ့နော်အဲ့လိုမျိုးလို့သူများတွေကထင်နေကြတယ်ဆိုတာကလေကိုကလိန်တာတော့မဟုတ်ဘူးပေါ့နော်သူတို့ပေါ့နော်ဒါပေမဲ့ကိုရဲ့ပုံစံကကိုကလေးကငကိုကလေးကတခုခုဆိုလို့ရှိရင်ကိုဘာသာကိုပဲဖြည့်ရှင်းမယ်ကိုနဲ့ပဲဆိုင်နေဒါကိုပြဿနာပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ပေါ့မဆိုင်တဲ့နေရာတွေမှာတွားပြီးတော့ပေါ့နော်အဲ့လိုမျိုးမပေါက်ကွဲတတ်ဘူးအဲ့တော့အဲ့လိုမျိုးအကျဉ်းကြိုင်မျိုးပေါ့နော်အဲ့လိုမျိုးဒလင်မျိုးရှိတာအလေးထားမျိုးရှိတဲ့အတွက်ပေါ့နော်သူများတွေကကြတော့ကိုယ်အဆင်မပြေနေလဲပေါ့နော်ကိုယ်အဆင်မပြေနေမှန်းသိပြီးတော့ပေါ့နော်မသိချဘူးပေါ့နော်အဲ့လိုမျိုးပေါ့ကိုယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုလူမျိုးလေးပေါ့နော်အဲ့လိုလူမျိုးလေးမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်နားထောင်လို့ရပါတယ်ပေါ့နော်အဲ့ဒီလူမျိုးကလေးကဘာဖြစ်နေလဲဆိုတော့ပေါ့နော်နောက်တစ်ခါကကြတော့ဒီမှာပြထားတဲ့ပုံထဲမှာအတိုင်းပေါ့လမ်းပြောင်နေပေါ့သူကလေလမ်းပြောင်နေဘာဖြစ်လို့လမ်းပြောင်နေတာလဲဆိုတော့သူစူးစမ်းခဲ့တယ်သူရိုးသားနေခဲ့တယ်သူပေါ့နော်ဒါပေမဲ့လို့ပေါ့နော်ဟိုပေါ့သူ့ပေါ့နော်သူ့ဘဝမှာကြတော့လေဟိုပေါ့နော်သူတကယ်ယုံကြည်ရတဲ့သူတွေပေါ့နော်အဲ့လိုယုံကြည်ရတဲ့သူတွေကတောင်းပါပဲပေါ့နော်သူ့ပေါ့နော်သူ့ပေါ့သူ့ဘဝမှာပေါ့နော်ဟိုပေါ့သူ့အပေါ်ပေါ့နော်ကောင်းမပေးနိုင်ကြဘူးပေါ့နော်ကောင်းမပေးနိုင်ခဲ့ကြအောင်သူနဲ့တွေ့လို့ရှိရင်မကောင်းပေးနိုင်ကြတော့ဘူးပေါ့နော်သူ့အပေါ်ပေါ့နော်အဲ့လိုမျိုးသူခံစားနေရတယ်ပေါ့နော်သူရဲ့အောက်လက်ငယ်သားတွေဆိုလည်းအဲ့လိုပဲပေါ့နော်သူ့ပေါ့နော်သူတို့ကသူ့အပေါ်ဆိုလို့ရှိရင်ပေါ့နော်ကောင်းမပေးနိုင်ကြဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပေါ့သူတို့ရဲ့အကျိုးကိုပဲကြည့်သွားကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလူတွေနဲ့ပဲပတ်သက်ဆက်ဆံခဲ့ရတယ်ပေါ့နော်ဘဝမှာအဲ့လိုမျိုးတွေကြောင်းပေါ့နော်လမ်းပြောင်ပြီးတော့ပေါ့နော်အခက်အခဲတွေနဲ့ကြုံတွေ့ပြီးတော့သူပေါ့နော်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဒီမှာပုံထဲမှာပြထားတဲ့လိုမျိုးပဲပေါ့နော်အဲ့လိုမျိုးပေါ့သူ့မှာစိတ်တွေလည်းပိတ်လောင်ပြီးတော့ပေါ့နော်သူ့ဘာမှလည်းမမြင်ရတော့အောင်လို့ပေါ့နော်ဒီပေါ့
မျက်စိကိုပေါ့နော်ဟိုပေါ့ဒီမှာစီးထားတယ်လူကိုလည်းကြိုးတွေတုပ်ထားတယ်ပြီးတော့နောက်မှာလည်းဓားတွေနဲ့ပေါ့နော်အဲ့လိုချားထဲမှာပေါ့သူ့အနားမှာပေါ့နော်သူ့ဘက်မှာရက်တည်တဲ့လူမရှိဘူးလို့ခံစားရလောက်တဲ့အထိပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တဲ့သူတွေပေါ့နော်ကိုကခုနလိုမျိုးပေါ့ကိုယ့်ရဲ့ energy ဒါမျိုးလေးနော်ကိုမကောင်းတာမလုပ်ဘူးနော်အဲ့လိုမလုပ်ပင်မဲ့လို့ပေါ့နော်ဘဝကြီးอ่ะပေါ့ဒီလိုမျိုးဖြစ်လာတယ်ပေါ့နော်ကြိုးစားနေပြီမဲ့လို့လိုမျိုးဖြစ်လာတယ်ပေါ့နော်အဲ့လိုဖြစ်တယ်ပြီးတဲ့ခါနောက်တစ်ခုကကြတော့လေသူ့နားမှာပေါ့နော်အဲ့လိုမျိုးပေါ့သူ့ရဲ့တငယ်ချင်းအရင်ချတွေကတောင်းမှပဲပေါ့နော်သူ့ကိုမယုံကြည်တော့ဘူးပေါ့နော်ပြီးတော့သူ့ကောင်းတာလုံးနေပေမဲ့လေသူ့ကိုနားလည်းမပေးနိုင်ဘူးမယုံကြည်ကြဘူးပေါ့နော်နောက်ပြီးတော့သူ့နားမှာဆိုလို့ရှိရင်ပေါ့နော် तू ကဘယ်လောက်ပဲကောင်းတာပဲလုပ်သူ့နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့သူတွေပေါ့နော်သူ့ကွယ်ရမှာမကောင်းကြောင်းနေပြောပေးမဲ့သူတွေပေါ့နော်အဲ့လိုမျိုးတွေနဲ့ပဲအဲ့ဒီကြားထဲမှာပဲပေါ့နော်သူ့မှာပိတ်လောင်ပြီးတော့ပေါ့နော်နေခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကြုံတွေ့နေရတဲ့သူတွေပြီးတဲ့ခါကျတော့အဲ့လိုတွေကြုံတွေ့ရတဲ့ခါမှာ तू ဘယ်လိုဖြစ်လာလဲဆိုပေါ့နော် तू ညာဘက်တွေအိတ်မပြုံတော့ဘူးပေါ့နော် तू စူးစမ်းရတဲ့နဲ့ဘယ်လိုဖြစ်တာပါလဲလူတွေကပေါ့နော်ငါ့ဘောပေါ့နော်မကောင်းကြဘူးငါယုံကြည်ရတယ်ပေါ့နော်ငါချစ်ခင်ရတယ်ငါရဲ့တငယ်ချင်းတွေကတောင်းပါပဲပေါ့နော်တကယ်တမ်းပေါ့နော်ငါပြောလိုက်လို့ရှိရင်အကြောင်းအရာတစ်ခုကိုငါပြောပြလိုက်လို့ရှိရင်ပေါ့နော်ငါ့ဘောမယုံကြည်ကြတော့ဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုခံစားလာရတဲ့အခါမှာသူ့ကိုယ်သူပေါ့နော်စိတ်မလုံခြုံမှုတွေသူပေါ့နော်ဘယ်လိုပဲကြိုးစားပေါ့နော်သူအောင်မြင်မှုတွေမရရှိဘူးပေါ့နော်ငါကောင်းခဲ့ရဲ့သားနဲ့လောကကြီးอ่ะပေါ့နော်ဘာတွေဖြစ်နေတာလဲဆိုပြီးတော့ပေါ့နော်သူအိပ်ပြတ်တဲ့ညတွေပေါ့နော်အဲ့လိုမျိုးတွေသူ့ပေါ့နော်အများကြီးအကြာကြီးပေါ့နော်ဥမာအနည်းဆုံးပေါ့နော်6လလောက်ပေါ့နော်3လနေပြီးတော့6လလောက်ထိပေါ့နော်အေးရေးပြတ်တဲ့ညတွေနဲ့ပေါ့နော်သူ့ကိုယ်သူမနှဲပေါ့နော်ပေါ့နော်သူပြန်ပြီးတော့မှအောင်မြင်မှုရအောင်လို့ပေါ့နော်သူ့ကိုယ်သူပြိုလဲမကြသွားအောင်လို့ပေါ့နော်အဲ့လိုမျိုးရင်ဆိုင်နေရတဲ့ခက်ခဲတွေနဲ့ကြုံတွေ့နေရတယ်ပေါ့နော်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ရှင်ဒီ energy လေးနဲ့ကြိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဆက်ကြည့်သွားပြပါနော်ဟုတ်ကဲ့တင်တို့အတွက်ပေါ့နော် university อ่ะပေါ့နော်တင်တို့အတွက်ဘာတွေစီမံပေးထားတယ်လဲတင်တို့တွေပေါ့နော်ဘလို့ရှေ့လျှောက်ပြီးတော့တင်တို့ရဲ့အနာဂတ်မှာဘာတွေဆက်ပြီးကြုံတွေ့ရမလဲဆိုတာတွေကိုကျမကပေါ့နော်တဲရော့ကက်ခေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီထားကြည့်ထားပေးပါနော်ကဲအဲ့တော့ကျမကတော့ပေါ့နော်ဒါပေမဲ့ဒီကတ်တွေကိုကျမပေါ့နော်အားလုံးရဲ့ရှိမှာပဲဆွဲသွားမယ်ဒါပေမဲ့ပေါ့နော်ဟိုပေါ့ကျမပေါ့နော်ဒီမြင်တဲ့အတိုင်းပဲဟောသွားမယ်ပေါ့နော်ဒါပေါ့နော်ကျမဘက်ကနေပြီးတော့ပေါ့နော်လိန်လဲပြားပြီးတော့ပြောခြင်းမရှိဘူးပေါ့နော်မဟုတ်တာတွေပေါ့နော်ကျမပြောခြင်းမရှိဘူးပေါ့နော်အဲ့လိုမျိုးအတွက်အားလုံးအတွက်ကိုကျမပေါ့နော်ဟို healing ဖြစ်စေခြင်းတယ်ပေါ့နော်အဓိကကတော့ပေါ့နော်ဘယ်လိုမျိုးကိုယ့်ဘဝမှာအနာဂတ်မှာဘာတွေကြုံတွေ့ရမလဲဆိုတာရေပေါ့နော်အဲ့ဒီဟာတွေကိုဘယ်လိုရင်ဆိုင်သွားလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးပေါ့နော်အောင်မြင်မှုတွေရနိုင်မလဲပေါ့ဒါတွေကိုဘယ်လိုရင်ဆိုင်မလဲပေါ့နော်အဲ့ဒါလေးကိုအတွက်ကိုကျွန်မပေါ့နော်ဟိုရန်ပြောချင်တယ်လို့ပေါ့နော်အဲ့ဒါလေးကိုပြောသွားပေးမယ်ပေါ့နော်အဲ့တော့ပေါ့နော်ဒါလေးကိုဆက်ပြီးတော့မှပေါ့နော်ကြည့်ပေးလိုက်ပါပေါ့နော်ဟုတ်ကဲ့ပါရှင်အားလုံးလည်းကျွန်မပေါ့နော်ဒီလိုမျိုးစိတ်ကောင်းရှိရဲ့သားနဲ့စူးစမ်းရဲ့သားနဲ့ရိုးသားရဲ့သားနဲ့ပေါ့နော်အဲ့လိုပေါ့အစင်မပြေတဲ့သူတွေကိုကျွန်မစိတ်ထဲမှာ healing လုပ်ပေးခြင်းနဲ့စိတ်တွေရှိနေတယ်ပေါ့နော်သူတို့ကိုအောင်မြင်စေခြင်းနဲ့သူတို့ကိုပေါ့နော်အဲ့လိုပေါ့အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်စေခြင်းနဲ့ပေါ့နော်ကျွန်မအနေနဲ့ပေါ့နော်သူတို့မတရားမှုတွေကြုံခဲ့ရလို့ရှိရင်လည်းသူတို့အတွက်တရားမျှတမှုတွေရစေခြင်းနဲ့ပေါ့နော်အဲ့လိုစိတ်စေတနာနဲ့ဒီ reading လေးကိုပေါ့နော်ကျွန်မလုပ်ပေးခြင်းစိတ်ဖြစ်လာလို့လုပ်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်အဲ့တော့ကျွန်တော်ကတ်ကလေးတွေဆွဲလိုက်မယ်နော်အားလုံးရဲ့ရှေ့မှာပဲပြီးတော့ဘာကက်ကလေးတွေရတယ်လို့ပြောမယ်ပြောပြီးသားလို့ရှိရင်ဆက်ပြီးတော့ပြောသွားပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒါလေးကတော့တဲတော့ကတ်တွေပေါ့နော်ကတ်တွေပေါ့နော်ဒါကျွန်မသုံးတဲ့တဲတော့လေးဒါလေးอ่ะပေါ့နော်ဒါကျွန်မသုံးတဲ့တဲတော့လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကတ်ကလေးတွေဆွဲလိုက်မယ်နော်ကတ်ကလေးတွေဆွဲလိုက်ပါမယ်ကက်ဆွဲတာကြတော့လေကျမဟွာပေါ့နော်ဟုတ်ဘလို့ပေးရပါလေတိတ်ပြီးတော့အဲ့လိုမျိုးမရိုက်တဲ့ငယ်လေးရလေအဲ့လိုစော်လည်းမစော်ဘူးအပျော်လည်းမစော်ဘူးအဲ့လိုဆိုတော့ဒီကက်ဆွဲလို့ရှိရင်ကျမနည်းနည်းတက်ရက်တိတ်မရှိဟုတ်ကဲ့ပါရှင်အားလေးတော့တီးခံပေးပါပေါ့နော်โอเคနော်ဒီပေါ့နော်နားထောင်နေသူတွေရဲ့ရှေ့မှာပဲပေါ့နော်ဆွဲချင်လို့ပေါ့နော်ကြိုပြီးလည်းမဆွဲထားပေးဘူးပေါ့နော်ကက်လေးတွေမှွေလိုက်မယ်နော်ဘာလို့လဲဆိုတော့ကိုယ့်အတွက်ကိုယ့် energy နဲ့ကိုယ့်အတွက်ကြာလာတယ်ဆိုတာလေကျွန်တော်ဘာမှမလုပ်ထားဘူးဆိုတာသိရမှာလေအဲ့လိုပေါ့နော်
ကိုအကုန်လုံးပြုတ်ချသွားမှာဆိုတော့လေပြုတ်ချသွားမှာဆိုလို့ကျွန်မဟာလေပြုတ်ချသွားမှာဆိုလို့ကျွန်မပြောတဲ့ဒါနဲ့ပြုတ်ချသွားမှာဆိုလို့နောက်ကောင်းရအောင်နော်ဟုတ်လေဒီလိုကတ်ဆွဲနေရအောင်စိတ်မရှိလို့ရှိရင်ကြုံကြည့်လိုက်လို့ရတယ်เนาะဒါပေမဲ့လို့ကျမကတော့အကောင်လုံးရဲ့ရှေ့မှာပဲကတ်ကလေးတွေကိုလေအမှန်ကန်လေးဆွဲပေးကြလို့ပေါ့နော်ဒါလေးကိုထည့်ပြီးတော့ဆွဲပြထားတာဖြစ်ပါတယ်ရှင်ဒါလေးကပြုတ်ကြလာတာတွေ့ပါဘူးနော်ပြုတ်ကြလာလို့ယူလိုက်မယ်โอเคပါနောက်တစ်ခေါက်လာလုပ်လိုက်ရမယ်နော်ပြုတ်ကြရရှင်လေးယူမယ်ရှိလို့ရှိရင်ကျမကတားရေးပါမယ်ဒီကတူခုံချပါပြီနော်နောက်တစ်ခါဒီမှာနော်နောက်ထပ်ပုံကတော့ပြီနော်တကယ်နဲ့ကတကယ်နဲ့က3က4က5က6ကဆိုတော့နောက်ကတကယ်တော့ကျမပေးပါအောင်တကယ်တော့ပေးပါအောင်နော်ပြည့်စုံစုံလေးပြောပြခြင်းလို့ပါဟောအဲ့တော့ပြည့်စုံစုံလေးဆိုတော့နောက်ထပ်တကယ်โอเคအဲ့ဒါဆိုရင်ဒီလောက်ဆိုရပြီနော်ထင်တယ်နော်တော်ပါပြီဘာကက်ကလေးရရဲဆိုတော့ကျွန်တော်ပြောမယ်နော်အဲ့တော့ဘာကက်ကလေးရလဲဆိုတော့ဒီမှာကက်ကလေးကကက်ကလေးတွေကပထမအဆုံးကြာလာတဲ့ကက်ကလေးရလေဒါလေးပေါ့နော် temperance ဆိုတဲ့ကက်ကလေးပါပြီးတော့ဒုတိယကြာတဲ့ကက်ကလေးလို့ထင်တာပဲနော်ပြရလားဗလားတော့မမီတော့အဲ့တော့ဒါလေးကကြာတော့ဒီမှာ follow set လေးပေါ့နော် follow set လေးဖြစ်ပါတယ်ပြီးတော့နောက်တစ်ခက်ကကြတော့ the star လေးပေါ့နော် the star လေးပြီးတော့ the star လေးရဲ့နောက်တစ်ခက်ကကြတော့ night of pentacle ပေါ့နော် night of pentacle လေးဖြစ်ပါတယ်နောက်တစ်ခက်ကကြတော့ night of cup night of cup ဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဆုံးတစ်ခက်ကတော့ queen of swords ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကက်ကလေးတွေစီပြီးတော့ကျွန်တော်ပြန်လာခဲ့ပါမယ်ရှင်ဟုတ်ကဲ့ပါရှင်အဲ့တော့ကျွန်မပေါ့နော်ကျွန်တော်ပြောပြချင်တာလေးရပေါ့နော်ကက်ကလေးတွေကိုကြည့်ပြီးတော့ပေါ့နော်ပြောပြချင်တာလေးရကက်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာပေါ့ပထမအောင်ဆုံးကက်ကလေးပေါ့နော်ပထမအောင်ဆုံးကက်ကလေးက temperance လေးပေါ့နော်ဒီ temperance လေးကိုကြည့်ခြင်းအဖြစ်ပေါ့နော်တနည်းအားဖြင့်ပြောလို့ရှိရင်အရင်ကပေါ့နော်အလွန်အကျွံခံစားရတာတွေခံစားခဲ့ရတာတွေကိုလေခုကနေစားပြီးတော့ပေါ့နော်ကိုကပေါ့နော်ကိုညှိနှိုင်းတတ်လာမယ်ကိုလေကိုဘယ်လိုအဆင်ပြေအောင်နေမလဲပေါ့နော်ကိုဘယ်လိုမျိုးပေါ့နော်ဟိုပေါ့အဆင်ပြေအောင်နေနိုင်မလဲပေါ့နော်ဆိုပြီးတော့အဲ့လိုနေတတ်လာနိုင်မယ်ပြီးတော့ညှိနှိုင်းပြီးတော့နေနိုင်လာမယ်ပေါ့ပုံမှန်ပြထားတဲ့အတိုင်းလေးပဲပေါ့နော်ဒီခွက်ကလေးတဲ့ရေလေးတွေကိုဟိုဘက်ဒီဘက်ရွှေ့နေအဲ့လိုမျိုးလိုပဲပေါ့နော်ကိုကလည်းပေါ့နော်အဲ့လိုလူတွေနဲ့ညှိနှိုင်းပြီးတော့နေနိုင်လာမယ်ပေါ့နော်ပြီးတဲ့အခါမှာဘဝကလည်းပေါ့နော်ကိုဘဝကလည်းရှေ့လျှောက်ပြီးတော့မှ balance ဖြစ်လာမယ်လို့ဒါပြောနေပေါ့နော်ကတ်ပေါ့နော်ပြီးတော့ခါကြတော့ကိုလည်းပေါ့နော်စိတ်ကောလူရောပေါ့နော်တာရအောင်လို့ပျော်ရွှင်အောင်လို့ပေါ့နော်ကိုကပေါ့နော်ဘလို့နေကိုကျမ်းမာမလဲဘလို့နေလို့ရှိရင်ကိုကပေါ့နော်ကိုအတွက်အဆင်ပြေမလဲဘလို့နေလို့ရှိရင်တတရာရှိမလဲပေါ့နော်ကိုဘဝပေါ့အဲ့လိုမျိုးတွေအတွက်ကိုကနေပြီးတော့ကျွမ်းကျင်လာမယ်ပေါ့နော်အဲ့လိုမျိုးလေးထိညှိတက်လာမယ်ပေါ့ညှိနှိုင်းပြီးတော့အဲ့လိုလေးနေနိုင်လာမယ်ဆိုတာကိုပြတယ်ပေါ့နော်ဟုတ်ကဲ့ပါနောက်တစ်ခါကျတော့ဒီဒုတိယကက်လေးပေါ့နော်ဒီကက်ကလေးပေါ့နော်ဒီကက်ကလေးကကြတော့ဒါလေးကပါလေဆို photo swap ဒီ photo swap လေးကကြတော့ပုံမှန်ပြတဲ့အတိုင်းဒီမှာဓာတ်3ချောင်းနဲ့ဓာတ်3ချောင်းချိတ်ထားတယ်နော်ပြီးတော့ဒီမှာဂရင်ပေါ်မှာပေါ့နော်အိယာပေါ့ဂရင်လားဖလားတော့မသိဘူးအိယာတစ်ခုပေါ်မှာအိတ်နေတယ်ပြီးတော့ပေါ့နော်ဘေးမှာလည်းဓာတ်တစ်ချောင်းကလည်းချထားသေးတယ်အဲ့ဒီဟာလေးကပေါ့နော်ဒါလည်းကြည့်ပြီးတော့ကြတော့ဘာပြောလို့ရလဲဆိုတော့လေကိုကပေါ့နော်အရင်တော့စိတ်တွေနာခဲ့တယ်ကိုစိတ်တွေကနာကျင်ခဲ့တယ်အရင်လည်းပင်ပန်းခဲ့တယ်ပေါ့နော်အဲ့လိုပင်ပန်းခဲ့တဲ့အတွက်အဲ့ဒီပင်ပန်းနာကျင်မှုတွေကနေပြီးတော့ပေါ့နော်အနားယူနေတဲ့အချိန်လေးပေါ့နော်အနားယူရမယ့်အချိန်လေးလို့ခိုးอ่ะပေါ့နော်အဲ့လိုမျိုးပြောနေတဲ့ဒီကက်တွေကပေါ့နော်အဲ့လိုပြောနေတဲ့အပြင်ကိုရဲ့အတိတ်တွေကိုပေါ့နော်အပြစ်မတင်နဲ့တော့เนาะအဲ့တော့ဘယ်သူမှလည်းပြစ်မတင်နဲ့တော့တခြားသူတွေကိုလည်းပြစ်မတင်နဲ့တော့ကိုလည်းပြစ်မတင်နဲ့တော့ပေါ့နော်အဲ့တော့ကိုလည်းပြစ်မတင်နဲ့တော့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါပေါ့နော်အတိတ်ကိုပြစ်မတင်နေတော့ကိုလည်းကိုရဲ့စိတ်တွေကိုလည်းပြန်ပြီးတော့ကုစားရမယ်အချိန်လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီလိုလာကြည့်နေတဲ့သူတွေကလေခုနကတော့ကျွန်မပြောတဲ့ energy တိုင်းဆိုကိုကလည်းအစကတည်းကပေါ့နော်ကိုစိတ်ကိုထားတတ်တဲ့သူပြင်တတ်တဲ့သူပြောင်းတတ်တဲ့သူပေါ့နော်ကောင်းတဲ့ဘက်ကိုပေါ့
နော်ဟိုကြိတ်တတ်တဲ့လူပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခုနကတော့the hybrid tax လေးကိုပြထားတာကိုအဲ့လိုလူမျိုးလို့ကျွန်မပြောထားရဲဆိုတဲ့ခါကျတော့လေအဆောင်ရှောက်လဲကြီးတယ်အဲ့လိုဖြစ်တဲ့အတွက်မကောင်းတာတွေလည်းမလုပ်ခဲ့ဘူးပေါ့နော်အဲ့လိုမျိုးပေါ့တီလာတမာရီလေးနဲ့လည်းပြည့်စုံတယ်ပေါ့နော်မေတ္တာတရားလည်းကြီးမားတယ်ပေါ့နော်အဲ့လိုပုံစံလေးပေါ့ပညာလည်းရှိတယ်ပေါ့နော်လို့ပုံစံလေးဖြစ်တဲ့အတွက်ပေါ့နော်အခုချိန်မှာနားယူနေတဲ့အချိန်ပေါ့နော်ပြီးတဲ့အခါဒီစိတ်ပင်ပန်းမှုတွေကနေစိတ်နာတာတွေကနေပြီးတော့မှအတိတ်ကိုပြစ်မတင်နေတော့ဘဲနဲ့စိတ်ကိုပြန်ပြီးတော့မှကူစားနေတဲ့အဆင့်ပေါ့နော်အခုချိန်မှာပေါ့ကိုလည်းကူစားနိုင်နေတယ်လို့ထင်ပါတယ်ပေါ့နော်ကိုလည်းကူစားနိုင်နေသူတွေလို့လည်းကတ်တရားနေပြီးတော့မှပြောနေပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုကကြတော့ပေါ့နော်နောက်တစ်ကက်လေးပေါ့နောက်တစ်ကက်လေးကဘာလေးလဲဆိုတော့လေNight of Pentacle တဲ့နော်ဒီ Night of Pentacle လေးပေါ့နော်ပုံမှန်ပြထားတဲ့မြင်းစီလူလင်လေးပေါ့နော်သူကနေပြီးတော့ဒီပေါ့နော် Pentacle လေးကိုပေါ့နော်မကျဲလေးကိုသူကမြင်းပေါ်မှာကင်ပြီးတော့ပေါ့နော်ဒီမြင်းလေးကိုစီးပြီးတော့ပေါ့နော်မြင်းလေးပေါ့နော်မြင်းလေးကိုစီးပြီးတော့တွားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပေါ့ဒါလေးကတွားတော့မတွားသေးဘူးပေါ့နော်အစင်တင်ဖြစ်နေတယ်ပေါ့နော်အဲ့လိုပုံစံလေးအဲ့ဒါလေးကကြတော့လေဒီကက်ကလေးကဘာပြောတာလဲဆိုတော့ဒီပေါ့နော်အရာရာဟိုပေါ့နော်ကိုယ့်ဘဝမှာဆိုလို့ရှိရင်အရာရာဟိုပေါ့နော်ကိုကနေတဖြည်းဖြည်းနဲ့တည်ငြိမ်စွာတိုးတက်အောင်လုပ်မယ်ပေါ့နော်တိုးတက်အောင်လုပ်နိုင်တော့မယ်ပေါ့လုပ်တော့မယ်ပေါ့နော်အဲ့လိုပုံစံလေးပေါ့နော်ဒါလေးကိုပြောတာပေါ့နော်အလုပ်ပေါ့နော်ကိုယ့်ရဲ့အလုပ်တွေဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဘဝအခြေခံတွေပေါ့အဲ့လိုအခြေခံတွေကိုပြန်ပြီးတော့ခိုင်မာပြန်ပြီးတော့မှတည်ဆောက်မယ်အနာဂတ်ပေါ့နော်အဲ့ဒီအနာဂတ်စီကိုပေါ့နော်ကိုကရှင်းရှုနေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုပြတယ်အဲ့လိုပုံစံမျိုးပြရတယ်ပေါ့နော်သူကပေါ့နော်သူကပေါ့နော်ငင်းကပေါ့နော်အဲ့လိုပေါ့ပြေးနေတဲ့ပုံမဟုတ်တဲ့အတွက်ပေါ့နော်သူကမြန်တော့မြန်မှာမဟုတ်ဘူးဒါပေမဲ့လည်းလေပြိုလဲမပြိုပွဲဘူးပေါ့နော်ခိုင်မာတယ်ပေါ့နော်အဲ့လိုစီကိုသူကတဖြည်းဖြည်းနဲ့တိတ်ငြိမ်နဲ့ပေါ့နော်တိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပေါ့အရာရာကိုပေါ့နော်အဲ့လိုမျိုးလေးကိုယ့်ရဲ့အလုပ်တွေကိုယ့်ရဲ့ဘဝအခြေခံတွေအဲ့ဒါတွေတိတ်ကြတိဆောက်မယ်ဆိုတဲ့အနာဂတ်ပေါ့နော်အဲ့စီပေါ့နော်ရည်ရွယ်ပြီးတော့သွားနေရည်ရွယ်နေတယ်ပေါ့နော်ရည်ရွယ်ဖို့ပြင်ဆင်နေတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့နောက်တဲ့တကယ်ပေါ့နော်ဒီနောက်တဲ့တကယ်လေးကဘာလဲဆိုတော့ Queen of Swords ဒီ Queen of Swords ကကြတော့ဘာပြောလဲဆိုတော့ပေါ့နော်ကိုယ်စိတ်တရားပေါ့နော်ကိုယ်စိတ်တရားဘာဖြစ်လဲဆိုတော့အရင်တက်စားလို့ရှင်အရင်ကတော့အားနာတတ်တယ်ပေါ့နော်သူတစ်ဖက်သားဘက်ကိုပဲအမြဲတမ်းကြည့်ရဲကိုကပဲနစ်နာခံတယ်ပေါ့နော်ကိုကပဲပေါ့နော်အဲ့တော့ဘွားမှာကြတော့တန်ရာတွေများခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်တန်ရာတွေများခဲ့တယ်ဘယ်တော့မှကိုဖို့ဆိုတာမျိုးကမထားဘူးဒီလိုလူတွေကလေသူများဘက်ကိုပဲကြည့်တယ်သူများအတွက်ကိုပဲကြည့်တယ်ပေါ့နော်ငါစိတ်ကောင်းလို့ရှင်ငါစိတ်ကောင်းထားတာပဲငါအတွက်လည်းအဆင်ပြေမှာပါငါသူများပေါ်ငါမယုံမှာဘူးပေါ့နော်ဘယ်သူ့ပေါ်မှာအဆင်ပြေမှာပဲဆိုတော့ဘယ်တော့မှလေကိုယ့်အတွက်ဆိုတာမျိုးချမ်းမထားဘူးပေါ့နော်အဲ့လိုမျိုးပဲနေရာမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်အတွက်ကိုမကြည့်ဘူးပေါ့အဲ့တော့တခြားသူတွေဘက်ကိုပဲကြည့်ပြီးတော့ပေါ့နော်စဉ်းစားရင်လည်းတခြားသူတွေဘက်ကပဲစဉ်းစားတယ်တွေးရင်လည်းသူတို့ဘက်ကပဲတွေးတယ်ပြောရင်လည်းပေါ့နော်သူများနစ်နာသွားမှာဆိုမပြောဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပေါ့နော်နေခဲ့တာကနေပြီးတော့သူ့စိတ်တွေကပြတ်သားလာဒီပုံစံကိုကြည့်တဲ့အခါမှာဒီမှာဘယင်မပေါ့နော်ဘယင်မကဒီမှာထိုင်နေတယ်เนาะသူ့ရဲ့ထိုင်ကုန်ပေါ်မှာထိုင်နေတယ်ထိုင်နေပြီးတော့လက်တစ်ဖက်ကလည်းပေါ့เนาะသူပြောနေတယ်ပေါ့เนาะပြီးတော့လက်တစ်ဖက်ကလည်းဓာတ်အောက်ပိုင်းထားဒါပါပြောတာလဲဆိုတော့သူကပေါ့เนาะအနာဂတ်မှာကြာသူကဘာဖြစ်လာမလဲသူ့ရဲ့စိတ်ကလည်းပြတ်သားလာမယ်ပေါ့เนาะပြီးတော့သူ့အတွက်မလိုအပ်တဲ့သူတွေပြီးတော့လေသူ့အတွက်မလိုအပ်တဲ့အခြေအနေတွေပေါ့เนาะဒါတွေအကုန်လုံးကိုသူကဖြတ်တောက်နိုင်တဲ့ဉာဏ်ရည်ပေါ့เนาะသူ့မှာဉာဏ်ရည်အပြည့်ပေါ့เนาะအဲ့လိုမျိုးရှိလာမယ်ပြီးတော့သူ့တန်ဖိုးပေါ့เนาะသူ့တန်ဖိုးပေါ့ကိုယ်တန်ဖိုးကိုလည်းကိုကသိလာမယ်ပေါ့အဲ့တော့ပြောချင်တာလေကိုတိုင်ကပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကိုလည်းသိလာမယ်ပြီးတော့ကိုယ့်ရဲ့စကားပြောတာတွေကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအဲ့ဒါတွေကလည်းဘာဖြစ်လာမလဲဆိုတော့အရန်ကိုပေါ့နော်တိတိကျကျဖြစ်လာမယ်ပေါ့နော်ဒါဘဝပေးတဲ့သင်ခန်းစာတွေပေါ့နော်ကိုယ့်ရဲ့စိတ်တရားပြတ်သားလာမယ်လူတွေအခြေအနေတွေကိုလည်းကိုယ့်အတွက်ပေါ့နော်အဆင်မပြေဘူးပေါ့ဒီလူတွေကပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဖြတ်တောက်နိုင်တဲ့ဉာဏ်ရည်နဲ့ကိုယ့်ရဲ့တန်ဖိုးကိုသိလာမယ်ပေါ့နော်ဒါလေးကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်လေးခင်ပေါ့နော်ဒီကလေးကကြတော့ဒါလေးကဘာကိုပြောနေလဲဆိုတော့ nine of cup ပေါ့နော် nine of cup ကကြကိုတကယ်လိုချင်တဲ့အရာတစ်ခုပေါ့နော်ဒါလေးကပေါ့နော်ကိုတကယ်လိုချင်တဲ့အရာတစ်ခုအဲ့ဒါကလေပြည့်စုံလာမယ်ကိုဘွားမှာပြည့်စုံလာနိုင်တယ်ဆိုတဲ့ကပ်ဒီမှာကြည့်လိုက်ဒီမှာဒီကပ်ကိုပဲကြည့်လိုက်ဒါဘာလဲဆိုတော့ဒီမှာထိုင်နေတာပေါ့နော်မိမ့်ကြီးပေါ့နော်လက်ကြီးပိုင်ပြီးတော့လူကြီးတယောက်ကလေတထေးကြီးလိုပုံစံမျိုးကြီးပေါ့ကုံတယ်ကြီးလိုမျိုးသူ့ပုံစံကြီးရာလေအရန်ကိုကြွယ်ဝချမ်းသာနေတဲ့ပုံစံမျိုးသူ့ဝါကိုလည်းကျေနပ်တယ်နောက်မှလည်းကမှသူ့မှာပစ္စည်းရတွေလည်းအစုံလင်းနဲ့ဟိုမှာကပ်ကြီးတစ်ခုကပ်တွေကလေခွက်တွေနောက်မှာပေါ့နော်တန်းစီပြီးတော့တင်ထားတာပေါ့နော်အဲ့ဒါခွက်ကလည်း6ခွက်တောင်ရှိတယ်
သူကလည်းသူ့ကိုကြည့်ရတာလေအရန်ကိုကြွယ်ဝချမ်းသာနေပြီးတော့ပြည့်စုံနေတဲ့ပုံစံကြီးပေါ့နော်ဒါမှပြောတာလေဆိုတော့လေကိုတကယ်လိုချင်တဲ့အရာတွေပေါ့နော်အဲ့အရာတွေကတစ်ခုဒါမှမဟုတ်တစ်ခုထက်ပိုပြီးတော့ပေါ့နော်အဲ့ဒါတွေပြည့်စုံလာနိုင်မယ်ကဲကိုစိတ်ကလည်းချမ်းသာလာမယ်အနေကအနာဂတ်မှာပေါ့နော်ကိုလည်းကျေနပ်မယ်ပြီးတဲ့အခါမှာပေါ့နော်ပြီးမြင့်မားတဲ့အချိန်ပေါ့နော်ကိုလည်းအရန်ကိုကျေနပ်တယ်ဆိုတော့အဲ့လိုကျေနပ်မှုတွေမြင့်မားတဲ့အချိန်ကြောက်လာတော့မယ်ဆိုတာကိုပြောတာပါနော်ဟုတ်ကဲ့ပါရှင်အဲ့တော့နောက်တစ်ခါပေါ့နော်ဒီကက်ကလေးနောက်ဆုံးကက်ဒီကက်ကလေးကိုကြည့်ပါဦးเนาะဒီကက်ကလေးကကြတော့เนาะကက်ကလေးကိုအုပ်ထားလိုက်မယ်เนาะသူကကြတော့မှဟုတ်ခလုံးတီးလေးဖြစ်နေလို့ဒါယူကျူးကနေဖြတ်ချမှာဆိုလို့လေအဲ့တော့ဒါလေးကကြတော့မလေးလဲဆိုတော့လေတနည်းအားဖြင့်ပြောလို့ရှိရင်မှာ the star လေးပေါ့နော် the star ဆိုတာကိုရပေါ့နော်အတိတ်တွေမှာပေါ်နေပြီပေါ့နော်ကိုက the star ပါတဲ့နော်ကိုက the star လေးဖြစ်လာတော့မယ်ပေါ့နော်အနာဂတ်မှာဆိုကိုရဲ့အနာဂတ်ကပေါ့နော်တောက်ပတဲ့အနာဂတ်ကျယ်လေးတစ်ပွင့်လိုမျိုးပေါ့နော်လူတွေအကုန်လုံးကနေကိုငေးကြည့်နေရမယ်အနာဂတ်ကိုကိုယ်တိုင်ဖန်တီးနိုင်မှလိမ့်မယ်တဲ့โอเคเนาะအဲ့တော့ကိုနာကျင်ခဲ့ရတာတွေအားတဲ့ကိုပေါ့နော်ဒီထက်ပိုပြီးတော့မှတန်ရှင်းပြီးတော့ဒီထက်ပိုပြီးတော့မှခိုင်မာစေတဲ့သူဖြစ်လာစေလိမ့်မယ်တဲ့အဲ့ဒီလိုအလင်းမျိုးပေါ့နော်အဲ့ဒီလိုအလင်းမျိုးဟာအလင်းတစ်ခုစီကိုခေါ်ဆောင်သွားနိုင်မဲ့ပေါ့နော်အတွေ့အကြုံတွေဖြစ်လာမယ်ဆိုတဲ့ကက်ကလေးတွေကပြောနေပါတယ်ပေါ့နော်ဒါကျမပြောတာမဟုတ်ပါဘူးတဲရော့ကက်တွေကပြောနေတာပါပေါ့နော်တင်တော့ပေါ့နော်အဲ့တော့ဒါလေးကပေါ့နော်ဘယ်လိုပြောချင်တာလဲဆိုတော့လေနောက်ဆုံးမှတင်တာပေါ့နော်ဒါ star လေးဖြစ်လာပါမယ်ဆိုတဲ့ဟာကိုပြောနေတာပါပေါ့နော်အဲ့တော့ကျမအချင်းချုပ်လေးနဲ့ပြန်ပြီးတော့မှချုပ်ပေးရမယ်ဆိုရင်ပေါ့နော်ယနေ့ကနေစပြီးတော့တင်ဟာအခုကြည့်နေတယ်ပေါ့နော်ခုနကတော့ကျမပြောခဲ့တဲ့ energy နဲ့ကိုက်ညီခဲ့တဲ့သူလေးတွေဟာတင်တို့ရဲ့စိတ်တွေကိုပေါ့နော်တင်တို့ကိုယ်တိုင်ပဲကုစားလာမယ်သူကလာပြီးတော့မှကုစားပေးမှာမဟုတ်ဘူးနော်တင်မှာ energy တွေရှိတယ်စွမ်းရည်တွေရှိတယ်ဘာလဲသူကိုယ်စိတ်ကိုကုစားနိုင်တဲ့စွမ်းရည်နဲ့အရေးချင်းတွေတင်မှာအပြည့်ဘာလို့လဲဆိုတော့တင်ကအစကတည်းကပေါ့နော်ဒီတဟိုက်ကျမ energy ဖက်ခဲ့ပေးခဲ့တဲ့ကလေတင်ကဘယ်လိုလိုမျိုးလဲဆိုတော့တင်ကပေါ့နော်the high princess လေးလေဟုတ်တယ်မလားတင်မှာအဆောက်အအုံတွေလည်းကြီးမားတယ်တင်ကိုယ်တိုင်လဲပေါ့နော်လောကကြီးမှာဘယ်လိုနေထိုင်ရမယ်ဆိုတော့ဉာဏ်ပညာပေါ့နော်တင်မှာအပြည့်ရှိတယ်ဘယ်လိုလူတွေကပေါ့နော်ဘယ်လိုလူမျိုးပေါ့နော်ကောင်းတဲ့သူဆိုးတဲ့သူတင်ရဲ့အတွင်းစိတ်ကသိတယ်ပေါ့နော်နောက်ပြီးတော့ပေါ့နော်တင်ကပေါ့လှုပ်လှုပ်ဝက်ဝက်နဲ့ပေါ့နော်ကိုလို့ဆရာရှိတာလေးကိုကိုကစူးစားတဲ့သူပြဿနာတွေကိုလည်းပေါ့နော်တင်ကလှုပ်လှုပ်ဝက်ဝက်နဲ့ဖြေရှင်းတတ်တဲ့သူပေါ့နော်အဲ့လိုဖြစ်နေခဲ့ပြီးသားလေအဲ့လိုလူတွေဆိုတဲ့ခါကြတော့ပေါ့နော်တင်စိတ်ကိုလည်းတင်ကိုယ်တိုင်ပဲကုစားနိုင်လိမ့်မယ်အဲ့လိုနဲ့တင်ကတည်ငြိမ်မှုတွေရလာမယ်တင်ကပေါ့နော်ပြီးတဲ့အခါမှာတင်ကပြတ်သားမှုတွေလည်းရလာမယ်ပြီးတော့တင်ရဲ့စိတ်တွေကလည်းဘာဖြစ်လာမလဲဆိုတော့ကျဉ်နဲ့လာမယ်เนาะကိုပေါ့နော်ပြီးတော့တင်စိတ်တွေကပေါ့နော်အော်ငါပေါ့နော်ငါအောင်မြောင်လုပ်နိုင်တာပဲငါအခက်ခဲတွေကနေငါရုံးထွက်နိုင်တာပဲငါပြန်ထနိုင်တာပဲဆိုပြီးတော့ပေါ့နော်ငါရဲ့တန်ဖိုးရှိတဲ့လူပေါ့နော်ငါပေါ့နော်ငါတန်ဖိုးရှိတဲ့လူပေါ့နော်သူတို့တွေကငါ့ကိုဒီလိုတွေလုပ်ခဲ့ပေမဲ့လို့ပေါ့နော်ငါပေါ့နော်သူတို့ကြောင့်မလို့ငါတန်ဖိုးတွေကရောကြမသွားဘူးငါဟာတန်ဖိုးရှိတဲ့သူတယောက်ပေါ့နော်ငါဟာငါဘဝကိုငါပေါ့နော်အောင်မြင်အောင်လို့ငါလုံနိုင်တဲ့သူတယောက်ပဲဆိုပြီးတော့မှကိုယ့်ရဲ့အတွင်းစိတ်ကလည်းသိတယ်ပေါ့နော်ကိုယ်တိုင်ကလည်းစူးစမ်းနိုင်တဲ့သူပေါ့နော်အဲ့လိုဖြစ်ပြီးတော့ကိုယ့်ရဲ့မျောလင့်ချက်ဆိုတဲ့လမ်းကြောင်းနေနဲ့ကိုကနေဆက်ပြီးတော့စူးစမ်းတဲ့အခါမှာတဖြည်းဖြည်းနဲ့တိုးတက်သွားမယ်အတိတ်ကလည်းပေါ့နော်ကိုယ်ကိုမဖြည့်ဆည်းခဲ့ဘူးနာကျင်ခဲ့ရတဲ့အတိတ်တွေကလည်းပေါ့နော်ဘလို့လူတွေကကိုယ်ဘလို့ပဲလုပ်ခဲ့ကိုယ်ကိုမဖြည့်ဆည်းနိုင်ခဲ့ဘူးနောက်ပြီးတော့ပေါ့နော်အဲ့ဒီဟာတွေကမဖြတ်စည်းနိုင်တဲ့အပြင်ဘာအတွက်ဖြစ်လာလဲဆိုတော့တင်းရဲ့အနာဂတ်မှာပိုကောင်းတဲ့သူတယောက်ပို့ပြီးတော့မှဒီကျယ်လေးလိုမျိုးထွန်းလင်းတောက်ပတဲ့လူတယောက်ဖြစ်ဖို့အတွက်ပေါ့နော်ပြီးတော့တင်ဟာဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဒီ9 cup energy နဲ့ပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြည့်စုံကြွယ်ဝချမ်းသာပြီးတော့ပေါ့နော်အရာရာကိုပေါ့နော်ဒါတင့်မှာပေါ့နော်ရုပ်ဝတ္ထုပစ္စည်းတွေအကုန်လုံးပေါ့နော်အဲ့လိုပြည့်စုံကြွယ်ဝတဲ့သူတယောက်ဖြစ်ဖို့အတွက်ပေါ့နော်တင့်ကိုပြင်ဆင်ပေးခဲ့တာတွေဖြစ်ပါတယ်တင်ဟာဒီလိုပြတ်သားတဲ့ပေါ့နော်ပြတ်သားတဲ့လူတယောက်ပေါ့နော်ဖြစ်လာဖို့အတွက်ပေါ့နော်သုံးပြချက်တွေပြတ်သားစိတ်သက်တွေခိုင်မာတဲ့သူတယောက်ဖြစ်ဖို့အတွက်ပေါ့နော်တင့်ကိုထောက်ပံ့ပေးတဲ့အရာတွေဖြစ်ပါတယ်လို့ကျမကပြောတာမဟုတ်ပါဘူးရှင်ဒီ tarot card ကလေးတွေကတင့်ကိုပြောပေးနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ပြီးတော့ပေါ့နော်ဒီကက်အရာပေါ့နော်ဒီကက်တွေအရာပေါ့နော်ကျမတို့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကက်တွေအရာအကုန်လုံးပေါ့နော်ချုပ်ပြီးတော့ပြန်ပြောမှဆိုလို့ရှိရင်တင်ဟာအောင်မြင်တဲ့သူဖြစ်လာနိုင်မလားဆိုတော့အဖြေကလည်းထွက်နေပါပြီเนาะအဲ့တော့အရင်ထုတ်ခဲ့တဲ့ကက်တွေအားလုံးပေါ့နော်ဒီကက်တွေအားလုံး6ကက်ကလုံးကိုပြောမယ်ဆိုလို့ရှိရင်တင်ဟာညှိနှိုင်းပြီးတော့နေတတ်လာတဲ့လူတစ်ယောက်ဖြစ်တယ်အရင်ကလမ်းပြောက်ပြီးတော့စိတ်ပင်ပန်းခဲ့တာတွေကနေပြီးတော့မှပြန်ထလာနိုင်တဲ့အဆင့်မှာ
အောင်မြင်မှုမရခင်ပေါ့နော်ကိုပြန်ပြီးတော့မှညှိရတဲ့အဆင့်ကိုတင်ဖြတ်ကျော်ရမယ်ပြန်ညှိထိညှိရတဲ့အဆင့်ကိုဖြတ်ကျော်ရမယ်အဲ့ဒီကာလလေးကိုတင်ဖြတ်ကျော်မယ်ဖြတ်ကျော်ပြီးလို့ရှိရင်တင်ကပေါ့နော်ဖြတ်ကျော်မယ်အဲ့လိုဖြတ်ကျော်ပြီးတော့တင်ကပေါ့နော်အနားယူမယ်နော်အနားယူမယ်စဉ်းစားမယ်ပြန်တွေးမယ်နော်ပြန်တွေးမယ်ပေါ့နော်ပြန်မခဲ့ရတာတွေကိုပေါ့နော်အဲ့လိုမျိုးအနားယူပြီးတော့ပြန်တွေးမယ်ပြန်ပြီးသုံးသပ်မယ်ထိညှိမယ်ဒီထိညှိမယ်အဲ့လိုပြီးတာနဲ့တင်ကဘာဖြစ်မလဲဆိုတော့ဒီနိုင်တော့ခတ်အရာပေါ့နော်အောင်မြင်သူရဲ့ခတ်ဒီကတ်ကအဲ့ဒီအောင်မြင်မှုကမြန်တော့မမြန်ဘူးတဖြည်းဖြည်းနဲ့ခိုင်မာတယ်တစ်ဆင့်ချင်းသွားမယ်လို့ပြောတာဟုတ်လို့ဆိုဒီမှာဒီမြင်းလေးကရက်နေတာလေရက်နေတယ်ဒါပေမဲ့သွားတော့မှာနော်သူကလေရက်နေပြင်မဲ့မြင်းပေါ်တက်နေပြီလေအစင်းနဲ့ဖြစ်နေပြီအကုန်လုံးကင်ထားပြီအဲ့တော့စိတ်ရှည်တဲ့သူတာဝန်ယူတတ်တဲ့သူအဲ့လိုမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တင်ကအဆုံးထိရောက်ပါလိမ့်မယ်တင်ကစိတ်ရှည်တဲ့လူတာဝန်ယူတတ်တဲ့လူဆိုတင်အဆုံးထိအောင်မြင်မှုစီကိုရောက်ပါလိမ့်မယ်ပြီးတော့ဒီ Queen of Soft Energy လေးနဲ့ပေါ့နော်တင်ကအလောက်ကန်ဆုံးဖြတ်ချက်တွေမှာညံနေကြီးပြီးတော့မလိုအပ်တာတွေကိုဖြတ်ချနိုင်တတ်မယ်ဖြတ်ချနိုင်တဲ့အချိန်အောင်မြင်မှုအတွက်လည်းအရန်ကြီးကြီးရတယ်လုပ်နိုင်မယ်ပြီးတဲ့အခါမှာကိုလိုချင်တဲ့ဒီ9တော့ခန့်တဲ့ the star နဲ့ဒီ9တော့ခန့်တဲ့ဒီ the star နဲ့အရာပေါ့နော်ကိုလိုချင်တဲ့ရလက်တစ်ခုကိုရနိုင်ပြီးတော့နောက်ပိုင်းမှာတော့ပေါ့နော်လူတွေရဲ့အမြင်မှာပေါ့နော်လူတွေရဲ့အမြင်မှာတင် the star လေးဖြစ်လာပြီးတော့ချမ်းသာတဲ့သူကြွယ်ဝတဲ့သူပေါ့နော်အောင်မြင်တဲ့သူဖြစ်ပြီးတော့အောင်မြင်မှုအတွက်ပေါ့နော်လို့ပြောမယ်ဆိုလို့ရှိရင်မျှော်လင့်ချက်အပြည့်နဲ့အောင်မြင်မှုတွေဖြစ်လာနိုင်ပါတယ်ပေါ့နော်အဲ့တော့ဖြစ်လာနိုင်တယ်ပေါ့နော်တော့အချင်းချုပ်ကိုပြောမယ်ဆိုလို့ရှိရင်ကဲစိတ်မညစ်နေကြတယ်စိတ်မညစ်နေကြစိတ်မညစ်ကြနဲ့တော့เนาะစိတ်ညစ်မနေကြနဲ့တော့เนาะအချိန်တွေမဖြုံးကြပါနဲ့တော့เนาะအဲ့လိုမျိုးပေါ့ခံစားခဲ့တာတွေလည်းခံစားပြီးသွားပြီလူဆိုတော့ပေါ့เนาะလူဆိုတော့ခံစားရမှာပဲလေကိုပေါ့เนาะကိုအတိမမပြုတ်တဲ့ဘဝင်းချင်းလေးเนาะကိုကကောင်းတာလုပ်ပေးမယ်လို့လဲပေါ့เนาะကိုမကောင်းထင်တဲ့သူတွေအဲ့လိုမျိုးတွေနဲ့ကြုံခဲ့လို့ရှိရင်ဒါကိုရီးယားလူတွေပဲเนาะအဲ့လိုမျိုးပေါ့เนาะကိုကစိတ်ညစ်မှာပဲခံစားရမှာပဲเนาะအဲ့လိုမျိုးယူကျုံမရဖြစ်မှာပဲဒါလို့ဆိုတော့လေဒါပေမဲ့လို့အခုချိန်ဆိုရင်တော့ပေါ့เนาะကိုနားလေပြီကိုကဘယ်လောက်ဆန်းအားရှိတဲ့သူပေါ့เนาะကိုကဘယ်လိုလုပ်နိုင်တဲ့သူဆိုတာကိုရိတ်ချင်းတွေကိုလည်းသိပြီအစတွေကလည်းကိုကလည်းပေါ့เนาะအစကတည်းကလည်းကိုကအစတွေကပေါ့เนาะစိတ်ကောင်းရှိတဲ့သူဖြူစင်တဲ့သူလေးလေအဲ့လိုမျိုးသူတော်ကောင်းမှလေးမို့လားသူတော်ကောင်းလေးပေါ့เนาะပြောမယ်ဆိုမိန်းကလေးဆိုလဲသူတော်ကောင်းမှလေးပေါ့အသက်ကလေးကသူတော်ကောင်းမှလေးပြနေလို့လေယောက်ျားလေးတွေဆိုလဲကိုကသူတော်ကောင်းလေးသူတော်စင်လေးပေါ့เนาะအဲ့ဒါကြောင့်မို့လို့ပေါ့เนาะကိုရဲ့ဘဝအောင်မြင်မှုကလျင်မြန်တဲ့ဟာမျိုးတော့မဟုတ်ဘူးဒါပေမဲ့လို့တပြေးပြေးနဲ့ကိုယ်တိုင်တိဆောက်ထားတဲ့အောင်မြင်မှုပေါ့เนาะနောက်ဆုံးမှာကိုတန်ဖို့လေကိုတန်ဖို့ခုနကတော့ကိုပြစ်ပယ်တဲ့လူတွေကအစတွေကကိုမသိတဲ့သူတွေသိတဲ့သူတွေအကုန်လုံးရဲ့ချားမှာကိုတန်ဖို့ကိုလူတွေသိလာလိမ့်မယ်အဲ့လိုမျိုးတန်ဖို့ကိုလူတွေသိလာအောင်လို့လုပ်နိုင်တဲ့အောင်မြင်မှုမျိုးကိုလောကကြီးကိုချပြနိုင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะပြနေပါတယ်ဒါပေမဲ့ကိုအတွက်လိုအပ်ချက်တွေကတော့ဘာတွေလဲဆိုရင်ကိုကစိတ်ရှည်ရမယ်ဒီကကအတိုင်းဆိုစိတ်ရှည်ရမယ်လမ်းမှန်ကိုမှန်ကန်နဲ့ပေါ့နော်ထိမ့်ညှိပြီးတော့ဒီလိုထိမ့်ညှိပြီးတော့မှနော်ဆက်ရှောင်နိုင်မယ်ဆိုရင်ဒီလိုမျိုးလေးလဲအနားယူပြန်တွေးပြန်သုံးသပ်ကိုဖြစ်ခဲ့တဲ့အရာတွေကိုပေါ့နော်ဒါပေမဲ့ပြန်သုံးသပ်ဖို့ပဲပြောတာနော်အတိတ်ကနေသင်ခန်းစာတွေယူဖို့ပဲပြောတာအတိတ်ကနေသင်ခန်းစာတွေယူဖို့ပဲပြောတာထိုင်ပြီးခံစားနေဖို့မဟုတ်ဘူးเนาะအဲ့ဒီအတွက်နောက်ဆုံးမှာကိုတန်ဖိုးကိုလေကိုတန်ဖိုးကိုလူတွေကသိလာပြီကိုဟာ the star လေးဖြစ်ပြီးတော့မှလူတွေအကုန်လုံးအားကြရတဲ့ပေါ့เนาะကျွမ်းဝချမ်းသာတဲ့သူတယောက်လည်းဖြစ်မယ်ပြီးတော့ပေါ့เนาะကျန်တဲ့နေရာတွေမှာလည်းဒီငွေကြေးဥစ္စာပိုင်းတွေမကဘဲနဲ့ပေါ့เนาะဒီလူတွေအကုန်လုံးသိမှတ်ပြုတယ်ပေါ့เนาะကိုတန်ဖိုးမထားခဲ့တဲ့သူတွေရောပေါ့เนาะကိုမသိတဲ့သူတွေရောသိတဲ့သူတွေရောပေါ့เนาะအားလုံးအကုန်လုံးဟာကိုပေါ့เนาะအတိအမှတ်ပြုလာတဲ့အောင်မြင်မှုလမ်းပေါ်ကိုပေါ့နော်တိတိကျကျကြီးကိုရောက်မယ်လို့ဒီတဲရော့ကတ်တွေကပြောနေပါတယ်ရှင်ကဲကျမရဲ့ reading လေးကတော့ဒီလောက်ပါပဲเนาะကဲစိတ်ထဲမှာပေါ့เนาะဒါလေးကိုအရင်ဖတ်ပေးခြင်းနေလို့ဖတ်ပေးခဲ့တာဖြစ်ပါတယ်ဒါကျမပေါ့เนาะကျမဘာမှပေါ့เนาะပေါ့သူ့ရဲ့ကတ်တွေကပြောလာပေါ်လာတဲ့အတိုင်းပဲကျမပြောပေးတာပါပေါ့เนาะကျမဘာမှပေါ့เนาะအလိမ်ညာပြီးတော့ပြောတာခြင်းလည်းမရှိပါဘူးပေါ့เนาะအဲ့လိုမျိုးလေးပေါ့เนาะအဲ့ဒါကြောင့်မလို့ပေါ့เนาะကျမရဲ့ဒီမှန်တဲ့သစ္စာစကားကြောင့်ပေါ့เนาะဒီကျမကိုလာကြည့်နေတဲ့သူလေးတွေလည်းပေါ့เนาะကိုယ့်ဘဝမှာပေါ့เนาะအောင်မြင်မှုတွေကိုခုနလိုမျိုးပေါ့เนาะထိမ့်ညှိပြီးတော့ကိုယ့်ရဲ့အရေးချင်းတွေကိုထိမ့်ညှိပြီးတော့တီးခံပြီးတော့ပေါ့เนาะတီးခံပြီးတော့မအောင်မြင်တဲ့ကာလတွေကိုလည်းတီးခံပြီးတော့စနစ်တကျနဲ့ပေါ့เนาะခိုင်မာပြတ်သားတဲ့တိတိကျကျနဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့เนาะကိုယ့်ရဲ့ပန်းနိုင်ကိုအရောက်လန်းနိုင်တဲ့သူတွေဖြစ်ကြပါစေအားလုံးလည်းပေါ့เนาะစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပေါ့เนาะဘေးရန်အန္တရာယ်အပေါင်းကင်းရှင်းပြီးတော့ပေါ့เนาะလောကကြီးကိုအကျိုးပြုနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ကျမပေါ့เนาะဆုတောင်းပေးလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါ
အားလုံးပေါ့နော်အဆင်ပြေကြပါသည်ပေါ့နော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ကျမရဲ့ဒီလိုဗီဒီယိုလေးတွေပေါ့နော် free reading လေးတွေကိုပေါ့နော်အမြဲတမ်းကြည့်ရှုချင်တယ်ဆိုရင်တော့ပေါ့နော်ကျမရဲ့ channel လေးကိုပေါ့နော်မြတ်တော်သူ channel လေးကို likeလေးလည်းလုပ်သွားပေးပါအောင်ပေါ့နော်ပြီးတော့ subscribe လေးလည်းလုပ်ထားလိုက်ပါအောင်ပေါ့နော်ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါပြီးရခါမှာပေါ့နော်ကျမနောက်ပိုင်းမှာပေါ့နော်ဒီတာတော့ညပတ်သက်တာလေးတွေလည်းပေါ့နော်ကျမပေါ့နော်ဒီကတ်ချင်းတည်းရဲ့အဓိပ္ပာယ်လေးတွေကိုလေကျမပေါ့နော်ဗီဒီယိုလေးတွေတင်ပေးမယ်နော်ရှင်းပြပြီးတော့အဲ့ဒါကိုကနောက်ဆိုဒီမှာလာကြည့်ပြမလို့ကတ်ကလေးတွေဝယ်ပြီးတော့ကိုယ့်ဘာကိုဆွဲပြီးတော့လေကြည့်လို့ရတယ်နော်ဒါကလေတခုခုလှုပ်တင်တယ်မလှုပ်တင်ဘူးပေါ့နော်ဒါမျိုးလေးတွေပေါ့အကုန်လုံးပေါ့ဘောရမှာလေအဲ့ဒါလေးတွေကျမပြောသွားပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးလည်းပေါ့နော်အဆင်ပြေကြပါသည်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ဟိုလေကျမရဲ့ဗီဒီယိုလေးတွေကိုလည်းကဲလို့ပေါ့နော်ကိုယ့်ရဲ့ကိုခုဖြစ်နေတာတွေနဲ့ရောပေါ့နော် energy တွေလည်းကိုက်ညီတယ်ကိုယ်တိုင်လည်းပေါ့နော်အတိတ်မှာလည်းဒီလိုတွေခံစားခဲ့ရတယ်ကြုံတွေ့ခဲ့ရတယ်ပေါ့နော်ပြီးတော့ဒီအခုလည်းပေါ့နော်ဒါတွေကနေကိုယုံထနိုင်အောင်လို့ပေါ့နော်ဒီအဟောလေးတိုင်းပဲပေါ့နော်ကိုကလုံနိုင်တယ်ဆိုလို့ရှိရင်ပေါ့နော်မှန်ကန်တယ်လို့ကိုယ့်ဘာကိုယုံကြည်တယ်အောင်မြင်တဲ့သူဖြစ်အောင်လုံနိုင်တယ်လို့ယုံကြည်တယ်ဆိုရင်ကျမရဲ့ comment လေးမှာပေါ့နော်ကိုယုံကြည်ပါတယ်ပေါ့နော်ကျမတို့ပေါ့နော်ကိုဒီလိုဖြစ်လာမယ်အောင်မြင်မဲ့လူဖြစ်အောင်လုံနိုင်တယ်လို့ယုံကြည်ပါတယ်လို့ကျမကိုမှန်ခဲ့ပေးပါနော်အားလုံးလည်းကျမရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့ပေါ့နော်ခုနအခက်ခဲတွေကနေပြီးတော့ကိုကြုံတွေ့နေရတဲ့ခက်ခဲတွေနာကျင်ခံစားမှုတွေကနေပြီးတော့ပေါ့နော်တက်တာရပြီးတော့ပေါ့နော်မျောလင်းချက်တွေဘဝမှာပြန်လည်ရရှိပြီးတော့ယုံထနိုင်တဲ့သူတွေဖြစ်ကြပါသည်ပေါ့နော်တကယ်လည်းအောင်မြင်မှုတွေစီကိုအရောက်သွားနိုင်တဲ့သူတွေလည်းဖြစ်ကြမှာပါနော်ဒီဗီဒီယိုကြည့်တဲ့သူတွေအကုန်လုံးအောင်မြင်ကြမယ်လို့ဒီTarot Cardတွေကပြောနေပါတယ်နော်တင်တို့လေးတွေကိုလေဟုတ်ကဲ့တင်တို့လေးတွေအောင်မြင်တနေ့ကြလို့ရှိရင်ပေါ့နော်ဒီဗီဒီယိုတင်တို့တွေပဲချိန်မဲ့ကြည့်တာတင်တို့အတွက်ပါတင်တို့တွေအောင်မြင်တဲ့နေ့ကြလို့ရှိရင်လည်းကျမကိုပေါ့နော်ဆရာမပေါ့နော်ပြောခဲ့တာလေးအရင်ကိုမှန်ပါတယ်ဆိုတာလေးပေါ့နော်ကျမကမမေ့ဘဲနဲ့ပေါ့နော်ဘာမှကျမကိုလာပေးပြမလို့နော်အဲ့လိုလေးတော့လာပြီးတော့ပေါ့နော်ပြောပေးကြပါနော်ပြောပေးကြပါလို့ကျမပေါ့နော်ပြတာရခံပါတယ်နော်ဒီကနေပြီးတော့ဟုတ်ကဲ့အားလုံးတော့အဆင်ပြေတိုးတက်ကြပါလိမ့်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တော့ဒီလောက်ပါပဲနော်